တင်နေတိုင်းလုံးမိနေတဲ့အသေးကိုဖြက်စီးနေတဲ့အချက်၅ချက်ကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့အသေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့အချက်၅ချက်ကိုကျန်းမာရေးဘုသူတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ကတော့အရက်ကိုပုံမှန်တောက်နေခြင်းဖြစ်ပါတယ်အရက်ကိုနည်းနည်းပဲဖြစ်ဖြစ်အရက်ကိုနေ့တိုင်းတောက်နေမယ်ဆိုလို့ရှိရင်ကြာလာရင်အသေးစီဖုံးတာတွေအသေးရောင်တာတွေနောက်ဆုံးအသေးခြောက်တာတွေအထိပါဖြစ်လာနိုင်ပါတယ်ရက်တောက်ခြင်းကအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဒါနဲ့လည်းရှောင်ဖို့အတွက်လိုအပ်ပါတယ်။နံပါတ်2ချက်အနေနဲ့ကတော့အဆီများတဲ့အစားအစာတွေစီကြောစာတွေကိုမကြာခဏစားသုံးခြင်းပဲဖြစ်ပါတယ်။အဲ့လိုမျိုးအဆီများတဲ့အစားအစာတွေကိုစားသုံးနေမယ်ဆိုလို့ရှိရင်အသေးထဲမှာအဆီတွေများလာပြီးတော့ဒီ fatty liver လို့ခေါ်တဲ့အသေးဆီဖုံးတာပေါ့နော်။စသဖြင့်ဒီလိုယောဂတွေဖြစ်လာနိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေenergy drink တွေစသဖြင့်ဒီလိုမျိုးအချိုများတဲ့အစားအစာတွေကလည်းအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နံပါတ်4ချက်အနေနဲ့ကတော့အကိုက်ခဲပြောက်ဆေးတွေကိုမိမိသဘောနဲ့မိမိအလွန်ကျူးတောက်သုံးနေခြင်းကလည်းအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နံပါတ်5ချက်အနေနဲ့ကတော့ညဘက်အေးမဝတာတွေအိတ်ချိန်လုံးလောက်ဆောင်မအိတ်ဆက်တာတွေစိတ်ဖိစီးမှုများခြင်းတွေကလည်းအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကျွန်တော်အခုဝေမျှပေးခဲ့တဲ့အချက်5ချက်ကိုသေချာလေးဂရုပြုဆင်ခြင်သင့်ပါတယ်။တင့်တဲ့ကိုဖြည့်ဆည်းနေတဲ့ဒီအလေးချင်း5ချက်ကိုဒီနေ့ကစပြီးပြောင်းလဲလိုက်ပါပြောင်းလဲမယ်ဆိုတဲ့အစီအစဉ်ရှိလို့ရှိရင်ကောင်းမွန်တဲ့အလေးချင်းတွေကိုတည်ဆောက်မယ်ဆိုတဲ့အကြောင်းလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုသူတရတယ်အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ